အားလုံးပဲမင်္ဂလာပါအခုကတော့ electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှန်အကြောင်းကိုဗဟုသုတဖော်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ပုံမှန်34ကားငယ်အရာပေါ့နော်ပုဂ္ဂိုလ်တဦးဦးရဲ့ခွင့်ပြုချက်သို့မဟုတ်သဘောတူညီချက်မရှိဘဲထိုသူ၏လုံခြုံမှုအဆင့်ထားရှိထားသောအမှန်စကားကွက်သို့မဟုတ် electronic ထိုးမြဲလက်မှတ်ဖြင့်အခြားပုဂ္ဂိုလ်တဦးဦးတို့ဓာတ်ရိုက်ဖြစ်စေသွယ်ဝါးရေးဖြစ်စေဆက်သွယ်အသုံးပြုခြင်းနောက်ပုံမှန်34ဂါကြီးအရာအဖွဲ့အစည်းတစ်ခုခုသို့မဟုတ်ပုဂ္ဂိုလ်တဦးဦးကိုထိခိုက်နစ်နာစေရန်ဖြစ်စေဂုဏ်သိက္ခာကျရှင်းစေရန်ဖြစ်စေအချက်အလက်ကို electronic နည်းပညာဖြင့်ပြုလုပ်ခြင်းပြုပြင်ခြင်းသို့မဟုတ်ပြောင်းလဲခြင်းထိုးတိုးပြုလုပ်ခြင်းပြုပြင်ခြင်းသို့မဟုတ်ပြောင်းလဲခြင်းပြုလုပ်ထားသည့်အချက်အလက်ကိုဖြန့်ချီခြင်းဆိုဒီလိုပြစ်မှုတွေကျူးလွန်နေဆိုရင်ပုံမှန်34အရာပြစ်ဒဏ်ကတော့ကျပ်350မှာကျပ်300ထိချမှတ်မယ်ဖြစ်ပါတယ်ငွေဒဏ်မဆောင်နိုင်ဘူးဆိုရင်တော့ထောင်ဒဏ်အနေနဲ့အနည်းဆုံး1နှစ်ကနေအများဆုံး3နှစ်အထိချမှတ်ခြင်းခံရမယ်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်